မျိုးတွေအားလုံးမင်္ဂလာပါဒီချိန်ရောက်လာရင်ကျွန်တော်မျိုးတွေအတွက်เนาะအကျိုးရှိမဲ့ဟာတွေကိုဖိုက်စတာတို့ကအမြဲထွက်ပြီးတော့ပေးနေကြဖြစ်တဲ့အတိုင်းအခုဒီနေ့အတွက်ကျန်တဲ့ရက်အတွက်ကေပေါက်လို့ပြောလို့ရမယ်ဟာဒီခုကိုထုတ်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ပြီးသွားတဲ့ဘက်ကဗုဒ္ဓဘုနေ့တွေမှာထိုင်းပါဝါတွေဖြစ်ခဲ့တဲ့အတွက်နော်ဒီဘက်မှာကျင်းသေးပေါက်မမတစ်ချိန်ကြာရပါမယ်ဒါကြောင့်မလို့ဒီကြံ၄ချိန်ကိုကျွန်တော်အမျိုးတွေအတွက်မမဆိုတဲ့ကဏ္ဍကိုကျွန်တော်ကေပေါက်အဖြစ်ပေးပါတယ်နော်ကြံ၄ချိန်ကိုမမနော်မမနဲ့အစဉ်ပြေမယ်ဟုတ်ပြီလားအဲ့ဒီမမတင်ခွဲကတော့ဖိုက်စတာတို့စီမာနော်လာယူမှရမယ်နော်အဲ့ဒါမနေ့ကလေးကကျွန်တော်ထုတ်ပေးထားတဲ့ကဏ္ဍဖြစ်ပါတယ်ကျက်1000နဲ့အတူနော်ခွန်9ခွန်4နှစ်ခွန်3ညရှင်9မှာငွေလဲSS ပူရာနဲ့ရပါပြီနေ့တစ်ပြန်နေ့ရက်မှာဒီကြပေါက်ကြလာတော့မြင့်မမဆိုတာကတော့နော်မျိုးတွေဒီချလောက်ပါအဲ့ဒီတည်းကမှမျိုးတွေကံအလုံးရဲ့ကံတကွယ်သေးတော့မမကိုလက်တွဲဆိုင်ကလင်ဒါဆိုင်ကိုပြသပေးခဲ့မှာဖြစ်ပါတယ်ဘာမှထိုးမနေနဲ့တော့ကြံ၄ရက်ကိုမမပဲထိုးမမတင်ကနန်းအခွေကတော့ဖိုက်စတာတို့စီမာကျက်1000နဲ့အတူနော်လာယူလို့ရပါတယ်ခင်ဗျာကျွန်တော်တို့တပတ်ထဲမှာ8နှစ်1ပေါင်းရင်1ဒီ1လုံးမိုင်နဲ့နော်9 3လုံးပေါင်းနေကြည့်ပဲနော်ဒါကဘေးတိုက်3လုံးပေါင်းဒါကဒေ3လုံးပေါင်း9 3လုံးပေါင်းရင်9နှစ်ခတ်3နဲ့3တစ်ဆိုတော့ကဏ္ဍဟာဇာတာပတိမှာထွက်ရမယ်ဆိုတော့ဒီမှာ3တစ်ဆိုပြီးထွက်ခဲ့ပါတယ်ဒီလိုပဲ3ည4 5ပေါင်းရင်9 4ပိုင်နဲ့9ပိုင်နဲ့နော်3 5 1ပေါင်းရင်9 9နှစ်က6 9ပိုင်နဲ့6လုံးပိုင်နဲ့9 6ဆိုတဲ့ကဏ္ဍဟာနောက်တစ်ပတ်ဇာတာပတိနေ့မှာကြာပါတယ်ခင်ဗျာဒီလိုပဲ9 1 9ပေါင်းရင်9လုံးပိုင်နဲ့6 4နှစ်ပေါင်းရင်နှစ်နှစ်ခတ်4နော်9 4ဆိုတဲ့ကဏ္ဍဒီနောက်တစ်ပတ်ဇာတာပတိနေ့မှာကြာရမယ်ဆိုတော့ဒီမှာ4 5ဆိုပြီးကြာခဲ့ပါတယ်အခုလာမယ့်ပတ်အတွက်9 8နှစ်ပေါင်းရင်9လုံးပိုင်သည်ဇာတာပတိနေ့မှာထိုးရမှာဖြစ်သလို9 8 9ပေါင်းရင်8နှစ်ခတ်1လုံးပိုင်နဲ့9 1 5ဆိုတဲ့ကဏ္ဍဟာဇာတာပတိနေ့မှာနေတိုက်ဖြစ်ပါတယ်နော်9 1အာပေါ့ဗျာနော်နေတိုက်ပါဒါဆိုရင်ဖိုက်စတာကပေးထားတဲ့မမဆိုတာနဲ့9 1နဲ့လာရောက်မကြိုက်ဘူးလားဇာတာပတိနေ့နေကုန်မမထိုးမယ်နော်ဒီ၄ချိန်ကတော့မမထိုးရမှာဖြစ်ပါတယ်နော်ဒါဂေပေါက်ပါဂေပေါက်အဖြစ်ပေးထားတာဖြစ်ပါတယ်နော်ဒီတစ်ပတ်မှာကျွန်တော်မျိုးတွေအတွက်နော်နေ3နေပိုင်အောင်ပေးခဲ့ပြီးပြီဖိုက်စတာတို့ရဲ့ group အခွေကောင်းလိုက်တာဗျာ83တစ်ကြိမ်94တစ်ကြိမ်94တစ်ကြိမ်
3ချိန်တီးတီးကြားခဲ့တာဖြစ်တဲ့အတွက်ဒီမှာထပ်ကြအောင်မလားတော့မပြောတတ်ဘူးနော်မြူးရင်တောက်လျှောက်မြူးတဲ့အတားတွေဖြစ်တော့မတက်နိုင်ပါဘူးဂရုအခွေကတော့အားကောင်းစွာနဲ့ပဲဒီတစ်ပတ်မှာ3ချိန်တီးတီးကြပြီးပါပြီ3ချိန်ကြထားတော့နောက်တစ်ချိန်လဲကြအောင်မလားမသိဘူးဘာလို့လဲဒီအခွေသည်မူဆိုင်3-4ခုနဲ့ကျွန်တော်တို့ထောက်ပံ့ထားတဲ့မူဖြစ်ပါတယ်အစောလာအောင်လဲလှုပ်ထားပါတယ်ဆိုတဲ့စီမှာအစောလဲလာတယ်3ချိန်လဲဆင်းသွားပြီဆိုတော့ဘာမှပြောစရာမရှိတော့ဘူးเนาะမင်္ဂလာပဲပေါ့ဗျာအဲ့ကြတော့ကြံ4ချိန်အတွက်ကဲပေါက်အမျိုးတွေအလုံးအတွက်ဘာမှလုံနေနေတော့မမဆိုတာကိုပေးထားပြီးပြီအဲ့ဒီမှာဇာတာပရိနိအတွက်နေတတ်9-5ကိုနေကုန်ထိုးရမှာဖြစ်ပါတယ်တကွက်သေးပဲเนาะလုံရဲဦးလားဖိုက်စတာတို့ကမမဆိုတာလဲပေးထားပြီးပြီเนาะအလုံးမင်္ဂလာပါကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့ပြောရင်းနဲ့ subscriber လေးနှိပ်ထားပြီးခဲ့ပါเนาะကျွန်တော်မျိုးတွေဒါမှ like လွှင့်လို့ရမှာဖြစ်ပါတယ်အလုံးမင်္ဂလာညချမ်းပါเนาะ